The Bind Show, so was on Anashin Adolf Hitler. Adolf Hitler ကသူ့တိုင်းပြည်ကိုရောတခြားနိုင်ငံတွေကိုပါစစ်ထဲဆွဲသွင်းခဲ့တဲ့မာယူရဲ့ခေါင်းဆောင်တယောက်လို့အများကလက်ခံသတ်မှတ်ထားပါတယ်။ဒီကမ္ဘာပေါ်ကဂျူးလူမျိုးတွေကိုအမြင့်ပြတ်ရှင်းပြဖို့ကသူ့ရဲ့အဓိကတာဝန်ပဲလို့ဟစ်တလာကခံယူခဲ့တာပါ။သမိုင်းပညာရှင်တွေနဲ့စိတ်ပညာရှင်တွေအများအပြားကတော့သူ့ကိုကမ္ဘာသမိုင်းတစ်လျှောက်မှာအဆိုးဝါးဆုံးအာဏာရှင်တွေတဲကတယောက်လို့သတ်မှတ်ကြပါတယ်။သူကလူအဖွဲ့အစည်းလူယဉ်ကျေးမှုကိုဖျက်ဆီးပြလို့နေပါအထိရောက်အောင်လုပ်ခဲ့တာကြောင့်ပါပဲ။သူက1889ခုနှစ်ဧပြီလ20ရက်နေ့ဩစတြီးယားနိုင်ငံဘရိုနောင် MA မြို့မှာမွေးဖွားခဲ့တာပါဒီလိုအာဏာရှင်ခေါင်းဆောင်တွေကိုကြည့်လိုက်ရင်ကလေးဘဝမှာစိတ်မချမ်းမြေ့စရာတွေနဲ့ကြီးပြင်းရတာများပါတယ်သူကကျောင်းစာမှာလည်းအတော်လေးညံပြင်းခဲ့တာပါဗီယင်နာမြို့မှာကြီးပြင်းရတဲ့အချိန်တုန်းကလည်းအတော်လေးအထီးကျန်ဆန်းဆန်းနဲ့နေခဲ့ရပါတယ်အဲဒီချိန်ကနေစပြီးတော့ဂျူးစံကျင်ရေးနဲ့ဆိုဗီယက်စံကျင်ရေးသဘောထားတွေသူ့စိတ်ထဲမှာအမြင့်တွယ်လာခဲ့တာပါပထမကမ္ဘာစစ်တုန်းကတော့သူကတက်ကြကြီးအစင်နဲ့စစ်မှုထမ်းခဲ့သေးတယ်စစ်ပြီးတဲ့နောက်ဂျာမနီနိုင်ငံကခါးသီးတဲ့ဒဏ်တွေခံရတဲ့အခါဖိနှိပ်ခံထားရတဲ့ဂျာမန်တို့ရဲ့မျိုးချစ်စိတ်ဓာတ်ကိုမြင့်တင်ပေးသူတယောက်ဖြစ်နေထင်ရှားလာခဲ့တာပါ။အဲဒီတုန်းကဂျာမန်လူမျိုးအများပြားဟာသူတို့ရဲ့ရင်ထဲမှာနှစ်ပေါင်းများစွာမျိုးသိပ်ထားရတဲ့မျိုးချစ်စိတ်ကိုထုတ်ဖော်ဖို့လမ်းကြောင်းတစ်ခုကိုရှာဖွေနေခဲ့ကြတဲ့အချိန်တွေလည်းဖြစ်ပါတယ်။စစ်ပြီးတာနဲ့ဟစ်တလာကနိုင်ငံရေးတွေကိုတက်တက်ကြွကြွပါဝင်လာခဲ့ပြီးတော့ဂျာမန်အလုပ်သမားပါတီကိုစတင်တည်ထောင်ရမှာကူညီခဲ့တယ်။အဲဒီပါတီကနောက်ပိုင်းမှာနာဇီပါတီဖြစ်လာခဲ့တာပါ။သူတို့က1923ခုနှစ်မှာအစိုးရကိုဖျောက်ချဖို့ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။အဲ့ဒီအကျိုးဆက်အနေနဲ့ဟစ်တလာလည်းအကျဉ်းထောင်ထဲရောက်သွားပါတယ်။ဒါပေမဲ့စိတ်ကတော့ဒဇန်လေးမှမလျှော့ခဲ့ပါဘူး။သူ့ရဲ့ကြော်ညာချက်လက်ဆွဲဖြစ်တဲ့စာအုပ်တော်ကိုရေးခဲ့ပါတယ်။အဲ့ဒီစာအုပ်ကိုတော့ငါရဲ့တိုက်ပွဲလို့အဓိပ္ပာယ်ပြန်ရမှာပါ။ထောင်ကလွတ်လာတော့နိုင်ငံရေးလောကတွေကိုပြန်ချေချခဲ့ပါတယ်။အာဏာရဖို့အတွက်ဂျူးလူမျိုးစန့်ကျင်ရေးကိုနိုင်ငံရေးအမျက်ထုတ်တဲ့ကရိယာတစ်ခုအနေနဲ့အစွမ်းကုန်အသုံးချခဲ့ချိန်မှာတော့လူထုထောက်ခံတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့တာပါ။1933ခုနှစ်ဇန်နဝါရီလမှာသူဟာဂျာမနီရဲ့အဓိပတိဖြစ်လာခဲ့ပြီးတော့မကြာခင်မှာပဲအစိုးရစီကနေရဲအာဏာရောနိုင်ငံရေးအာဏာပါလှည့်လည်မြဲရရှိခဲ့ပါတယ်။အဲဒီကနေမှလုံးဝအာဏာပိုင်ဆိုးတဲ့နိုင်ငံတစ်ခုကိုစတင်တည်ဆောက်ခဲ့တာပါ။ဒီအချိန်မှာဟစ်တလာကဘာလင်မြို့လမ်းမတွေပေါ်မှာလူထုတွေ့ဆုံပွဲတွေကျင်းပခဲ့ပါတယ်။ဒီလူတွေကလည်းသူ့ကိုတခဲနဲ့အားပေးထောက်ခံကြတာပါ။လူပေါင်းသိန်းနဲ့ချီတဲ့အင်အားပြပွဲတွေနဲ့ဟစ်တလာရဲ့ဂုဏ်သတင်းကပိုပြီးတော့ကြီးလာခဲ့ပါတယ်။ဂျာမနီမှာဟစ်တလာအာဏာရလာတာကကမ္ဘာနိုင်ငံတွေလည်းစိုးရိမ်မကင်းဖြစ်လာခဲ့ရတာပါသူ့ရဲ့အကြောင်းကိုသိသိသလောက်သိပြီးသားဖြစ်နေလို့ပါပဲ1939ခုနှစ်မှာတော့စိုးရိမ်နေတဲ့ကိစ္စတွေကတကယ်ဖြစ်လာခဲ့ပါတယ်အဲ့ဒီနှစ်စက်တင်ဘာလမှာဟစ်တလာကပိုလန်ကိုကျူးကျော်တိုက်ခိုက်ခဲ့လို့ပါပဲဒီအချိန်မှာပြင်သစ်နဲ့ဗြိတိန်ကလည်းဂျာမနီကိုစစ်ကြေညာရပါတယ်ဒီလိုနဲ့ဒုတိယကမ္ဘာစစ်ကြီးလည်းတရားဝင်စတင်လာခဲ့တာပါအဲ့ဒီချိန်မှာအမျိုးသားရေးစိတ်ဓာတ်ပြင်းထန်နေတဲ့နာဇီစစ်တပ်ကစစ်မျက်နှာပြင်များစွာကိုအောင်မြင်ခဲ့ပါတယ်ဟစ်တလာက1942ခုနှစ်ဇွန်လမှာဆိုဗီယက်ယူနီယံကိုကျူးကျော်ပြီးတော့ဒီဇင်ဘာလမှာတော့အမေရိကန်ကိုဆက်ကြေညာခဲ့တာပါ။အဲဒီတော့ထဲမှာသူကတန်းနဲ့ချီတဲ့ဂျူးလူမျိုးတွေကိုရဲဆက်ဆက်တုတ်တင်ရှင်းလင်းခဲ့ပါတယ်။ဂျူးတွေကိုကမ္ဘာပေါ်ကနေအပြည့်အပိုင်ရှင်းပြရေးအတွက်လက်အောက်ခံနာဇီတွေကိုလည်းလုပ်ပိုင်ခွင့်အပြည့်ပေးထားခဲ့တာပါ။ဒါပေမဲ့1944ခုနှစ်ဇွန်လမှာမဟာမိတ်တပ်တွေနဲ့ရင်ဆိုင်ဖို့နော်မန်ဒီကိုစတင်ကျူးကျော်တာကဟစ်တလာအတွက်တော့ကန်ဆယ်မှုဖြစ်လာခဲ့ပါတယ်။အဲဒီကနေမှဂျာမန်တပ်တွေကအရေးနှိမ်လာခဲ့တာပါ။နောက်ဆုံးမဟာမိတ်တပ်တွေစီလက်နက်ချရမယ့်အခြေအနေကိုရောက်လာခဲ့ပါတယ်။1945ခုနှစ်မေလမှာတော့ဟစ်တလာကသူ့ရဲ့မြေရောက်ခံတပ်လေးထဲမှာပဲဇနီးတဲ့အီဗာဘရောင်းနဲ့အတူကိုအဆုံးစီရင်ပြီးတော့လောကကြီးတွေကထွက်သွားခဲ့တာပါ။အဲဒီနောက်ပိုင်းတစ်နှစ်မပြည့်ခင်မှာပဲဂျာမနီကလက်နက်ချခဲ့ရပါတယ်။ဟစ်တလာကကိုအဆုံးစီရင်ပြီးတော့လွန်လန်းရှာဖွေသွားပြီးမြဲသူကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေကတော့အမဲစက်ကြီးအဖြစ်ကျန်ရှိနေခဲ့တာပါ။ဒီလိုနဲ့သူကလူသားသမိုင်းမှာအဆိုးဝါးဆုံးဗီလိန်ဖြစ်လာခဲ့ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ။